အားလုံးပဲမင်္ဂလာပါဗျဒိုးပေါ်မှာစူးစမ်းပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဗျဒီနေ့ပြပေးချင်တာကတော့မလေးကျွေစီလေးပဲဖြစ်ပါတယ်ဗျနော်မလေးကျွေစီအဲရာစီလေးပဲဖြစ်ပါတယ်ဗျဒါလေးရဆိုလို့ရှိရင်တော့မလေးရှားနိုင်ငံထုံး90ဆင့်လေးပဲဖြစ်ပါတယ်ဗျနော်90ဆင့်ပါဗျနော်90ဆင့်ဆိုတာတစ်ချက်တော့မပြည့်ဘူးပေါ့နော်90ဆင့်လေးပါဗျနော်သူကထုတ်ထားတဲ့ခုနှစ်လေးကတော့2004ခုနှစ်ပဲဖြစ်ပါတယ်ဗျနော်2004ခုနှစ်မှာထုတ်ထားတဲ့90ဆင့်မလေးရှားနိုင်ငံထုံးလေးပဲဖြစ်ပါတယ်ဗျနော်သူရဲ့အဲရာလေးတွေကတော့ခုဒီမှာမြင်တွေ့နေတဲ့အတိုင်းပဲနော်ဒီဟာလေးတွေဗျာသူအဲရာလေးဒီစာလုံးလေးကြီးသွားမယ်ဗျနော်ကြီးရနဲ့သိရပါတယ်ဗျအဲရာကြီးရနဲ့သိရပါတယ်ဗျနော်ဒီကျွေးစည်းတွေကအဲရာဟုတ်မဟုတ်ပါနော်ကြည့်ရနဲ့သိရပါတယ်ဗျနော်သူ့ရဲ့အဲရာလေးတွန်တော့သူ့အပူလေးတွေနော်အဲရာလေးပေါ့ဗျာနော်နောက်ကျရင်ဒီမှာပါမယ်ဗျဒီနားမှာတွေ့တာဒီရောက်လမ်းမြင်နေရနော်နောက်ကျရင်ဒီဘက်လှန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပါဗျာနော်သူ့ရဲ့အဲရာလေးကဒီမှာပါဗျဒီကောင်လေးတွေကြီးနေတာပေါ့ဗျာနော်ဒီကောင်လေးဆိုလို့ရှိရင်ကြီးပြီးတော့ဒီမှာနှစ်ပင်သုံးပင်လောက်ပဲပါတယ်ဒီဘက်ကလည်းကြီးနေဗျာနော်ကျွန်တော်ပုံမှန်ဥစ္စာတွေကိုကျွန်တော်ပြပေးမယ်ဗျာနော်ပုံမှန်ဆိုရင်ဒီလိုမျိုးပဲလာပါတယ်ဗျာနော်ပုံမှန်ကဒီလိုမျိုးလေးနော်ဒီမှာတော့တေးသေးလေးတွေနဲ့အမြင်တန်းသေးသေးလေးကျိုးသေးသေးလေးတွေပေါ့ဗျာနော်အမြင်တန်းကျိုးသေးသေးလေးတွေနဲ့ဒီကောင်လေးအဲ့လိုပဲလာပါတယ်ဗျာနောက်ကျရင်သူ့ရဲ့ဘောင်ဆိုင်ဗျာနော်ဘောင်ဆိုင်ကကျင့်သိရပါတယ်နော်ဒီကောင်ဆိုရင်ဘောင်မပါတော့ဘူးဗျာနော်ဒီဘောင်လေးမပါတော့ဘူးဗျာနော်ဘောင်မပါတော့ဘူးပေါ့ဗျာနော်သူကဒီမှာတော့ဘန်နိုင်ငံထုတ်နေသူမလေးရှားနိုင်ငံတို့ဘယ်ဘန်ပေါ့နော်အဲ့လိုမျိုးသူရေးပေးရရှိတယ်ဗျာနော်သူကတော့ဘောင်တော့မပါတော့ဘူးဗျဘောင်တော့မပါတော့ဘူးဗျာနော်ဘောင်ပြောက်သွားသူ့အဲ့ဒါလေးကအဲ့ဘောင်လေးပြောက်တာလေးဒီဟာကြီးကြီးတာတွေတော့နော်သူ့ရဲ့အဲ့ဒါလေးပေါ့နော်ဒီနားမှာဗျသူ့ရဲ့အရာလေးတွေရှိပြီဗျာနော်ဒါလေးတွေပေါ့ဗျာနော်အပူလေးတွေပါလာတာလေးတွေနောက်ကြလို့ရှိရင်ဗျဒီလိုမျိုးထည့်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီကောင်ဒီမှာเนาะကျွန်တော်ဒီကောင်လေးတက်လေးကျွန်တော်ထားပြပါမယ်เนาะဒီမို့တက်လေးထားမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီဘက်လှည့်မယ်ဆိုရင်ဒီဘက်90တန်တစ်စောင်းလေးဖြစ်သွားတယ်ဗျာเนาะဒီမှာ90လေးကတစ်စောင်းလေးဖြစ်သွားပါတယ်ဗျာเนาะသူ့ရဲ့အဲ့ဒါလေးကအရန်ကိုသူကစောင်းနေတယ်ပေါ့ဗျာเนาะဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်ဒီမှာတက်လေးထည့်ထားမယ်ဆိုလို့ရှိရင်เนาะဒီကောင်လေးဆိုတက်လေးထည့်ထားမယ်ဆိုစောင်းတော့စောင်းနေပေါ့ဗျာเนาะဒီကောင်ကအရန်တော့မစောင်းဘူးဒါပေမဲ့ဒီကောင်လေးလည်းစောင်းတဲ့ကောင်လေးပေါ့ဗျာเนาะအစီစောင်းနေတယ်ဗျာเนาะဒီလိုမျိုးဆိုမှတဲဖြစ်မှာဗျာเนาะဒီလိုမှတဲဖြစ်မှာနော်ဒီလိုမျိုးဆိုရင်မှဒီကောင်ဆိုလို့ရှိရင်ဒီမှာလေဆောင်းတယ်နော်သူ့ရဲ့အဲရာလေးပေါ့ဗျာနော်အဲ့ဒါလေးကသူ့ရဲ့အဲရာလေးပေါ့လိုချင်တဲ့တွေဝယ်ယူအပ်ပေးလို့ရရဗျာနော်ကျွန်တော်ရှိမှာကျွန်တော်တင်ထားတဲ့အဲရာပြားလေးကျွန်တော်ပုံမှန်ပါတယ်ကျွန်တော်ဈေးတက်တာလေးနဲ့ကျွန်တော်ပြန်ရောင်းပေးပါမယ်ဗျာနော်ဒါလေးတွေကိုနော်စုချင်တဲ့တွေဝယ်စုလို့ရမလေးရှားနိုင်ငံထုံး90ဆင့်ပဲဖြစ်ပါတယ်ဗျာ2004ခုနှစ်ထုတ်လေးပဲဖြစ်ပါတယ်ဗျာเนาะသူ့ရဲ့အဲရာလေးကတော့မြင်တဲ့အတိုင်းပါပဲဗျာเนาะဆရာကြီးတွေလည်းသုံးသပ်ပေးပါအောင်ဗျာဒါလေးကအဲရာဟုတ်မဟုတ်လေးဗျာเนาะလိုချင်တဲ့လူတွေကျွန်တော်ရှိရဝယ်ယူအပ်ပေးလို့ရပါတယ်ဗျာเนาะကျွန်တော်ဖုန်းနံပါတ်ချပေးထားပါတယ် Viber လည်းချပေးထားပါတယ်ဗျာเนาะအဲရာပြားလေးပေါ့ဗျာเนาะဒါလေးကလိုချင်တဲ့လူတွေလည်းကျွန်တော်ဝယ်ယူအပ်ပေးလို့ရပါတယ်ဗျာဈေးသက်လေးနဲ့ကျွန်တော်ပြန်ရောင်းပေးပါမယ်ဗျာเนาะအဲ့ဒါဟုတ်မဟုတ်လဲစစ်ဆေးလို့ရပါတယ်ဗျာနော်အဲ့ဒါဟုတ်မဟုတ်လဲစစ်ဆေးလို့ရပါတယ်ဒါဆက်ဖြစ်တာလူလို့လာတဲ့စစ်ဆေးကြည့်လို့ရပါတယ်နော်ဒါဆိုရင်တော့သိတာပါတယ်ဗျာဆက်ဖြစ်တာလူလို့တာဆိုတာနော်ဒါတွေကစောင်းနေရလေးတွေသူ့ရဲ့ဒီပေါင်လေးတွေနော်ဒီပေါင်လေးတွေနော်ပေါင်လေးတွေမရှိတာလေးနောက်ရဒီကောင်လေးတွေကြီးနေတာတွေနော်နောက်ရသူ့ရဲ့ဒီမှာအဆက်ပြောက်လေးတွေပါတယ်ဗျာနော်ဒီမှာတော့သူ့အပူပါလေးတွေပိုလေးတွေဗျာနော်သူကထုတ်တာတော့2004ခုနှစ်ထုတ်ပြီဗျာနော်2004ခုနှစ်ထုတ်90ဆင့်မလေးရှားနိုင်ငံထုတ်ပြီပေါ့ဗျာနော်လိုချင်တဲ့လူတွေဆက်သွယ်လို့ရပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာနော်ယူအားပေးလို့ရပါတယ်နောက်ကတော့ယူရေးပါဗျာနော်ယူအဆင့်နေပါဗျာနော်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးလည်းအရာရာအဆင်ပြေနိုင်ကြပါစေဗျာ